အားလုံးပဲရှလုံးပါဖျားရဲ့ခြေစွတော်ကိုချီမွတ်နေဒီနေ့ဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဖတ်ဖို့လိုအပ်တယ်ယုံကြည်ခြင်းနဲ့ကြားဖို့လိုအပ်တယ်ဒီနေ့ကျွန်တော်တို့ဂလာတိဩဝါဒစာအခန်းကြီး3အခန်းငယ်14ကိုအတူတကွဖတ်ရှုကြရအောင်အကြောင်းမူကားအာဗြဟံခံရသောကောင်းခြင်းမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးအမျိုးသားတို့၌တက်ရောက်သည်ဖြစ်၍ငါတို့သည်ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့်ခံကြရမည်အကြောင်းဒီအာမင်ဒီနေ့ဖခင်ကကျွန်တော်တို့ကိုဒီနှုတ်ကပတ်တော်အားဖြင့်စကားပြောနေတာဖြစ်တယ်အကြောင်းမူကားအာဗြဟံဆိုတဲ့အမျိုးအနွယ်ကဖခင်ရဲ့စကားကိုယုံကြည်ခြင်းနဲ့နားထောင်ပြီးကောင်းချီးရတဲ့အာဗြဟံဖြစ်တယ်ကျွန်တော်ယုံကြည်တယ်ဒီမှာရှိနေသူအရောက်စီတိုင်းကောင်းကြီးမင်္ဂလာမြောက်များစွာလိုချင်တဲ့သူရှိရဆိုတော့ကျွန်တော်ယုံကြည်တယ်ဒီကောင်းကြီးမင်္ဂလာကိုဖခင်ကအာဗြဟံကိုဘယ်လိုပေးလဲအာဗြဟံကိုမဖြစ်နိုင်တဲ့အရာသူ့မှာသားမရှိတဲ့အရာသူကအသက်ကြီးပြီးသားလည်းမရနိုင်တဲ့အရာမှာဣဆက်ဆိုတဲ့သားကိုဖခင်ကပေးတာဖြစ်တယ်နောက်တစ်ခုကျတော့အာဗြဟံကိုသူ့ကိုဥစ္စာပစ္စည်းအရာတွေမြောက်များစွာနဲ့ကောင်းချီးပေးတာဖြစ်တယ်သူတစ်ပါးရဲ့အကူအညီကိုယူစရာမလိုဘဲနဲ့သူ့အထဲကနေသူလှုပ်လေရတဲ့မြတ်မှာဘုရားကကောင်းချီးပေးပြီးတော့သူဟာကောင်းချီးမင်္ဂလာနဲ့ကြွယ်ဝခံစားရတာဖြစ်တယ်ယနေ့တိုင်အောင်အာဗြဟံရဲ့အမျိုးအနွယ်ကယနေ့တိုင်အောင်ဘုရားရဲ့ကောင်းချီးမင်္ဂလာကိုခံစားရတဲ့မျိုးနွယ်ဖြစ်တယ်ဒါတည်းမကသေးဘူးအာဗြဟံရဲ့အမျိုးအနွယ်ကောင်းချီးမင်္ဂလာခံစားရတဲ့အရာတွေကိုဖခင်ကဒီနေ့နှုတ်ကပတ်တော်မှာကျွန်တော်တို့တပါးသောအမျိုးသားတို့အဖို့ယေရှုခရစ်အဖြစ်ဖခင်သခင်ကပေးတော်မူပြီးဖြစ်တယ်။ဒိုယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်ဒုစရိုက်အရာအလုံးစုံကိုယူတည်ဝတ်ဆောင်ပြီးကျွန်တော်တို့အတွက်ဒုက္ခဆင်းရဲခံပြီးတော့လက်ဝါးကားထဲမှာအသေးခံပြီး3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့အချိန်မှာယေရှုခရစ်တော်ကထိုကျေးဇူးတော်ဖြစ်တဲ့သူ့ရဲ့နာမတော်သူ့ကိုယုံကြည်ဖို့သူ့ကိုကိုးစားဖို့သူ့အားဖြင့်ကျွန်တော်တို့ဟာကောင်းကြီးမင်္ဂလာရဖို့ထိုဂတိတော်ကိုဖျားခင်ကကျွန်တော်တို့ကိုပေးခဲ့ပြီဖြစ်တယ်။အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်ဘယ်လိုရယူမလဲ။ယေရှုခရစ်အားဖြင့်ဒီနေ့မှာတင့်ကိုဖျားကပေးနေပြီဖြစ်တယ်။အာမင်။ကျွန်တော်တို့ကတော့နောက်တစ်ပိုက်ဖတ်ကြည့်အောင်။ဂလာတိဩဝါဒစာအခန်းကြီး3အခန်းငယ်9ကိုကျွန်တော်အတူတကွဖတ်ကြည့်အောင်။ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံသားဖြစ်သည်ဟုအမှန်တိမှတ်ကြလောအာဗြဟံကဖျားကိုယုံကြည်တဲ့အခါမှာသူ့မှာဘာမှမရှိဘူးသူ့ရဲ့လုံနိုင်ဆွမ်းနဲ့လည်းမဟုတ်ဘူးသူဟာသူ့ရဲ့ရှိနေရင်အရက်ကနေပြီးတော့ဖျားခေါ်ထုတ်တဲ့နေရာကိုသူကအတန်ချပြီးသူသွားတဲ့အခါမှာယုံကြည်ခြင်းနဲ့သူလိုက်လျှောက်တဲ့အခါမှာဖျားကသူ့ကိုတဆင့်ပြီးတဆင့်ကောင်းချီးပေးတာဖြစ်တယ်မှန်ပါတယ်အာဗြဟံကိုကအသက်တာထဲမှာသူကတခါတည်းတော့နော်မကြွယ်ဝတော့တခါတည်းနော်ရုတ်တရက်ကြီးမကြွယ်ဝပေးမယ်လေအာဗြဟံသူ့ရဲ့ယုံကြည်ခြင်းအဖြစ်ဖခင်ကသူ့ကိုကောင်းချီးပေးတာဖြစ်တယ်ဒါကြောင့်မို့သင်ဒီနေ့ယုံကြည်တဲ့အရာတွေဆက်ပြီးတော့လဲယုံကြည်ပါဆက်ပြီးတော့လဲရှောက်လန်းပါယုံကြည်ခြင်းဆိုတာအကျင့်နဲ့ဆိုင်တာဖြစ်တယ်သင်ယုံကြည်ခြင်းဆိုတာဖခင်ရဲ့အတန်ကိုကြားတယ်ဖခင်ပြောတဲ့အရာကိုနာခံတယ်သင်ရဲ့နှုတ်ရှာပါးစပ်ကနေပြီးတော့သင်ဝန်ခံဖို့အရေးကြီးတာဖြစ်တယ်ဒီကာလကကျေးဇူးတော်ကာလဖြစ်တယ်မိတ်ဆွေဒီကျေးဇူးတော်ကာလထဲမှာကျွန်တော်တို့ကယေရှုရဲ့နာမကိုအမိပြုပြီးတော့ဝတ်ပြုကိုးကွယ်ခြင်းယေရှုရဲ့နာမကိုအမိပြုပြီးကျွန်တော်တို့ကအာဗြဟံရဲ့မျိုးနွယ်ဖြစ်တယ်ဆိုတဲ့အရာယေရှုအားဖြင့်ငါဟာကောင်းကြီးမင်္ဂလာခံစားရတဲ့သူဖြစ်တယ်ဆိုတော့သင်ရဲ့နှုတ်ရှာပါးစပ်နဲ့စိတ်လုံးနဲ့ယုံကြည်ပြီးဝန်ခံမှုအချိန်ရောက်ပြီဖြစ်တယ်ဖခင်ကသင်ကိုဒီနှုတ်ကပတ်တော်အားဖြင့်သင်ကိုဒီနေ့စကားပြောတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့တက်တာထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကဒီနှုတ်ကပတ်တော်ကိုဖွင့်ပြချက်ကိုကျွန်တော်တို့အထဲမှာတက်သေးခံနေတာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတင့်ကိုဖခင်ကယေရှုခရစ်အားဖြင့်ကောင်းချီးပေးခြင်းနဲ့ထိုကောင်းချီးမင်္ဂလာကအာဗြဟံရဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်။တင့်မဖြစ်နိုင်တဲ့အရာတွေကိုဖခင်ကတင့်ကိုဖြစ်စေမှာဖြစ်တယ်။တင့်ရဲ့ဆင်းရဲခြင်းကိုဖခင်ကချမ်းသာစေမှာဖြစ်တယ်။ဒီအရာတွေအားလုံးကိုတင့်ရရှိဖို့ယုံကြည်ခြင်းဆိုတဲ့တန်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုဖြစ်ပွားစေမှာဖြစ်တယ်။ဒါကြောင့်မလို့သင်ယုံကြည်ဖို့အတွက်ဝိညာဉ်တော်မဆပါစေ။သင်ယုံကြည်ဖို့အတွက်ဝိညာဉ်တော်ဖွင့်ပြပါစေ။ဘုရားကတင့်ကိုအထူးကောင်းချီးပေးမှာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေ
သင်ဟာယုံကြည်ခြင်းတစ်ခုတည်းရှိပါယုံကြည်တဲ့နေ့နေ့တင့်ကိုဖြစ်စေတော့ဖခင်ကယခုပင်သင်ရဲ့အရှိမရှိပြီသင်ရဲ့အနားမှာရှိပြီဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနှုတ်ကပတ်တော်အားဖြင့်တပါးသောအမျိုးသားတို့ကအာဗြဟံကောင်းကြီးမင်္ဂလာကိုယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဆက်ဆံရပြီဖြစ်တယ်ထိုဂတိတော်ကိုတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့အထင်မှာတတ်သိခံနေပြီဖြစ်တယ်အရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ဒီနှုတ်ကပတ်တော်ကိုအတူတကွစက္ကပ်အနံ့ကြရအောင်ဖဖျားယေရှုတင်တဲ့အာဗြဟံကောင်းချီးမင်္ဂလာအလုံးစုံတို့ကိုထိုယေရှုခရစ်တော်အားဖြင့်တပါးသောအမျိုးသားကျွန်ုပ်တို့အပေါ်ကိုတော်သွန်းလောင်းပေးပြီဖြစ်ကြောင်းကိုတော်၏ဂတိတော်ဖြစ်တော်ထိုတန်ရှင်သောဝိညာဉ်တော်အားဖြင့်တာမတို့ဒီခံရပြီဖြစ်ကြောင်းကိုတော်ကိုကျေးဇူးချီးမွမ်းလျက်ယေရှုနာမ၌ဆုတောင်းစက္ကပ်အနံ့ပါ၏အာမင်သင်ဟာယေရှုနာမ၌ကျမ်းမာပြီးသင်ဟာယေရှုနာမ၌ချမ်းသာပြီးသင်ဟာယေရှုနာမ၌အကျွေးကြေတော်သူဖြစ်ပြီးသင်ဟာယေရှုခရစ်တော်၏နာမ၌အာဗြဟံ၏ကောင်းကြီးမင်္ဂလာကိုများစွာခံရတဲ့တပါးသောအမျိုးသားဖြစ်ပြီဖြစ်တယ်အာမင်အရောက်စီတိုင်းပေါ်ဖျားရှင်တာ၍အသုံးပြုပါစေဖျားရှင်တာ၍ကောင်းကြီးပေးပါစေအာမင်